ဘာလအဓိပ္ပာယ်ကိုသိထားလို့ရှိရင်လူဘဝရလာလို့ရှိရင်တို့တွေဟာဘာနဲ့အသက်ရှင်ရမလဲဆိုတာသိဖို့လိုအပ်တယ်ပေါ့လူဖြစ်လာလို့ရှိရင်လှုပ်တင်တာနဲ့မလှုပ်တင်တာခွဲခြားသိရမယ်သူချိုးကိုချိုးနားလည်ရမယ်ပစ္စုပန်အကျိုးတမလွန်အကျိုးဒီနှမျိုးကိုရအောင်ယူတတ်ရမယ်တဲ့အကယ်၍ရအောင်မယူတတ်ဘူးဆိုလို့ရှိရင်ဘယ်စင်းနဲ့ပါသွားလူစိုးလူမိုက်ဆိုတဲ့ဘာလာစင်းနဲ့ပဲပါသွားတယ်ဆိုးမှဘာလာမဟုတ်ဘူးနော်ဆိုးတာရဲ့မိုက်တာရဲ့နှစ်ခုစလုံးအဲ့တော့မဆိုးရလေအောင်မိမိကိုယ်ကိုပြုပြင်ရတယ်မမိုက်ရလေအောင်အသိဉာဏ်တွေကိုစီးပူအထောက်ကြရတယ်အဲ့ဒါကြတော့မှလူတော်လူကောင်းဆိုတာဖြစ်လာနိုင်တယ်တဲ့ဒါကြောင့်မို့လို့သူ့ရဲ့ဆန့်ကျင်မဲ့စကားလုံးကပန္တိတလို့ခေါ်တယ်ပန္တိတဆိုတာသေဇာတာပန္တာယတ္တာတိပန္တိတောလို့ဆိုတဲ့ပါဠိစကားလုံးရဲ့အဓိပ္ပာယ်ဖွင့်ဆိုချက်နဲ့အညီသူ့မှာအသိပညာဖြစ်ပေါ်လာမှုရှိတဲ့ပုဂ္ဂိုလ်ကိုပန္တိတဗမာလူကတော့ပညာရှိလို့ဒီလိုပြန်လိုက်တာပေါ့နော်ပညာဆိုတာအရာရာကိုခွဲခြားသိမြင်တဲ့အသိပညာမျိုးအရာရာကိုသိတတ်တဲ့ခွဲခြားသိတတ်တဲ့ပညာမျိုးပိုင်းပိုင်းခြားခြားသိတတ်တဲ့ပညာကိုပညာလို့ခေါ်တာအဲ့ဒီပညာဟာသူတဏ္ဍာမှာရှိတယ်လို့အဲ့ဒါကြတော့ပန္တိတာပညာမရှိတဲ့ဟာကြတော့ဘာလအဲ့တော့လူဆိုးလူမိုက်ဆိုတာဟာပန္တိတာဆိုတဲ့ပုဂ္ဂိုလ်ရဲ့ဆန့်ကျင်ပဲလို့ဒီလိုမှတ်ရမယ်ပေါ့ကောင်းပြီဒါဘာလနဲ့ပတ်သက်တဲ့လူဆိုးလူမိုက်ရဲ့အဓိပ္ပာယ်ကဒီလိုရှိတယ်ပေါ့အဲ့ဒီ